ဆောင်းရာသီတွင်သင်းအိမ်ကိုနှွေးထွေးစေပြီးနွေရာသီတွင်အေးမြစေခြင်းသင်းအိမ်သည်ဆောင်းရာသီတွင်အရန်အေးခြင်းသို့မဟုတ်နွေရာသီတွင်အရန်ပူနေပါသလားသင်ရဲ့လက်ရှိကုန်ကျစရိတ်ဘေးငွေတောက်ခန့်လာတွေကများနေပါသလားရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းကသင်းအိမ်ကိုပုံမတက်တောက်တက်တာဖြစ်စေရန်နှင့်ထိုငွေတောက်ခန့်လွှာများကိုရော့ချရာတွင်ကူညီပေးနိုင်သည်ဒါဆို weatherization ရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းဆိုတာပါလေရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းဆိုတာဆောင်းရာသီမှာအိမ်တစ်အိမ်လုံးကိုပိုနှွေးထွေးစေပြီးနွေရာသီမှာပိုအေးစေခြင်းဖြစ်ပါတယ်ဆောင်းရာသီမှာချမ်းအေးတဲ့ရာသီဥတုအတွက်အဝတ်ဝတ်ဆင်ရတာနဲ့တူတယ်တင်ဂျက်ကင်အင်ဂျီကိုဇစ်ဆွဲလိုက်တဲ့အခါအပူတွေမထွက်အောင်ထိန်းထားသည်မိုးလေဝသအခြေအနေသည်တင်းအိမ်တဝိုက်စီဂျက်ကင်အင်ဂျီတစ်ထည်ဝတ်ထားခြင်းနဲ့အတူသည်၎င်းတွင်ယိုစိမ့်မှုများကိုအလွန်ပိတ်ခြင်းနဲ့တခါတရံတွင် insulation ကာကွယ်မှုပစ္စည်းများပါဝင်သောကြောင့်ပူနွေးသောလေသည်အေးသောအခါတွင်ယိုစိမ့်ခြင်းမရှိပါအပြင်မှာနေပူတဲ့အခါရာသီဥတုအခြေအနေအလိုက်ပြုလုပ်ထားခြင်းကြောင့်အေးမြသောလေကိုအထက်သို့ဝင်စေပြီးပူသောအပူချိန်ကိုထိန်းထားနိုင်စေပါသည်လေယိုစိမ့်မှုများသည်အထက်ခိုးသို့မဟုတ်မြေအောက်ခံများတွင်ဖြစ်လေရှိသည်သေးငယ်သောယိုစိမ့်မှုများသည်တစ်နှစ်ပတ်လည်လုံးပရင်းပေါက်ကိုဖွင့်ထားခဲ့ခြင်းနှင့်အတူတူပင်ဖြစ်သည်ရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းသည်စီမံကိန်းကြီးကြီးများနှင့်စီမံကိန်းအသေးစားများပါဝင်နိုင်သည်ဆောင်းရာသီတွင်သင်းအိမ်ကိုပူနွေးစေပြီးနွေရာသီတွင်အေးမြစေသည့်အပြင်ရာသီဥတုဒဏ်ကြောင့်လက်ရှိစွမ်းအင်ငွေတောက်ခန့်လွှာများကိုရော့ချနိုင်ပြီးသင်းအိမ်စီလေထုအရည်အသွေးကိုမြင့်တင်ပေးပြီးပိုးကောင်များနှင့်ကြွက်များကဲ့သို့သောပိုးမွှားများကိုကင်းဝေးစေနိုင်ပါသည်တခါတရံတွင်ကြီးမားသောခြားနားမှုကိုဖြစ်စေရန်အတွက်သင်သည်ကြီးမားသောပြောင်းလဲမှုသို့မဟုတ်စက္ကရိယာအသစ်များမလိုအပ်ပါသင်အိမ်သည်ရာသီဥတုဒဏ်ခံနိုင်သလားဟုသင်တွေးနေပါသလားဤအရာများသည်သင်ကြည့်ရှုပြီးအပြောင်းအလဲများပြုလုပ်သင့်သည့်များကိုသင်ကြည့်ရှုနိုင်ပါသည်လေဝင်လေထွက်ပေါက်များကိုရှာဖွေပါတကားသို့မဟုတ်ပရင်းပေါက်များအနီးတွင်တစ်ရှူသို့မဟုတ်အိမ်သာသုံးစက္ကူတစ်ရွက်ကိုကင်ထားပါစက္ကူရွေ့သွားပါကလေယိုစိမ့်မှုဖြစ်နိုင်သည်ဆိုလိုတာကနယံပရင်းပေါက်သို့မဟုတ်တကားများမှလေများဝင်ထွက်ဖြတ်တန်းသွားခြင်းဖြစ်သည်သင်ငှားထားသောအိမ်အတွင်းလေယိုစိမ့်မှုတွေ့ရှိပါကသင်အိမ်အတွင်းပိုင်းကိုပြုပြင်မွမ်းမံတိုးတက်မှုများမလုပ်မီတင်းအိမ်စင်နဲ့တင်ဘာလုပ်ခွင့်ရှိသည်ကိုစာဖွေစစ်ဆေးပါပိုမိုတိုးတက်မှုပြုပြင်မွမ်းမံမှုများလိုအပ်ပါကတင်ဤအိမ်ကိုပိုင်ဆိုင်သောအိမ်စင်အားစွမ်းအင်စစ်ဆေးမှုပြုလုပ်ရန်တောင်းဆိုပါစွမ်းအင်စစ်ဆေးခြင်းဆိုဒီမှာစွမ်းအင်ကျွမ်းကျင်သူတဦးဒီတင်းအိမ်ကိုရောက်စီလာပြီးလေထွက်ရာနေရာကိုသိရှိနိုင်ရန်စမ်းသပ်မှုများပြုလုပ်သည့်အခါဖြစ်သည်၎င်းကို blower door လေမုတ်တကားစမ်းသပ်မှုဖြင့်လှုပ်ဆောင်သည်ရေချိုးခန်းသို့မဟုတ်မီးဖိုချောင်စီအိတ်ဆောပိုက်ပန်ကာများကောင်းမွန်စွာအလုပ်လုပ်ကြောင်းစစ်ဆေးရန်စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူတဦးဒီစစ်ဆေးချက်တစ်ခုလုပ်ခြင်းပြီးတော့အပူပေးစနစ်နဲ့ဓာတ်ငွေ့လောင်စာသုံးပစ္စည်းများဒီဘေးကင်းလုံခြုံစေပြီးထိထိရောက်နဲ့ထိရောက်စွာလှုပ်ဆောင်ခြင်းဖြစ်သည်နောက်ဆုံးအနေဖြင့်စွမ်းအင်စစ်ဆေးမှုတွင် insulation ကာကွယ်မှုပစ္စည်းများတပ်ဆင်သင့်သည့်နေရာတွင်တပ်ဆင်ပြီးစွမ်းအင်နှင့်ငွေမီများတတ်တာလိမ့်မည်အကြံပြုထားသောအစီရင်ခံတစ်ခုပါဝင်လိမ့်မည်တင်းငယ်သောလေယိုစိမ့်မှုများကိုတင်ကိုယ်တိုင်အလုံးပိတ်ခြင်းလုပ်ထားနိုင်တော်လဲ၎င်းတို့ကိုတင်းအိမ်စင်သို့မဟုတ်စွမ်းအင်ကျွမ်းကျင်သူတဦးဒီအလုံးပိတ်ခြင်းလုပ်နိုင်စေရန်တင်းအိမ်စင်ကိုအသိပေးသင့်သည်လေဝင်လေထွက်မရှိရအောင်
တကားအောက်ခြေမှာထားရမယ့်အရာတွေကိုလှုပ်ခြင်းဒါမှမဟုတ်ဝယ်လို့ရပါတယ်။ယင်းတို့အနက်အချို့သောဥပမာများမှာ door sweeps, door snakes ပြီးတော့ door draft blockers တို့ဖြစ်သည် ပရင်းပေါက်များသို့မဟုတ်တကားများအနီးတစ်ဝိုက်တွင် weather stripping ဟုခေါ်သောပစ္စည်းကိုတင်သုံးနိုင်သည်၎င်းသည်ယိုစိမ့်မှုများကိုပိတ်စေပြီးလေဝင်လေထွက်ကောင်းစေသည်တင်သုံးနိုင်တဲ့ weather stripping အမျိုးအစားအမျိုးမျိုးရှိပါတယ် thermal curtains ဟုခေါ်သောအပူဓာတ်ကလယ်ကာများတင်ဝယ်နိုင်သည်သို့မဟုတ်ပြုလုပ်နိုင်သောအထူးကလယ်ကာများရှိပါသည်၎င်းတို့သည်ကာကွယ်မှုပစ္စည်းများဖြစ်ပြီးပရင်းပေါက်များမှတဆင့်ယိုစိမ့်ဝင်ရောက်ခြင်းမှကာကွယ်နိုင်မည်ဖြစ်သည်တင်အိမ်ငါးနေပါကဤပစ္စည်းများကိုတတ်ဆင်ခြင်းနှင့်ပတ်သက်၍တင်အိမ်စင်နှင့်စစ်ဆေးပါအထက်ခိုးသို့မဟုတ်မြေအောက်ခံတွင်အချို့သောနေရာများတွင် insulation ကာကွယ်မှုပစ္စည်းများနှင့်လေဝင်လေထွက်ပေါက်များကိုပိတ်ထားနိုင်သောနေရာများရှိသောကြောင့်အပူစီးသိမ့်သည့်နေရာတွင်အပူစီးနေပါမည် insulation ကာကွယ်မှုပစ္စည်းများသည်တင်အိမ်ကိုဆောင်းရာသီတွင်နှွေးထွေးစေပြီးနွေရာသီတွင်အေးမြစေသည်များသောအားဖြင့်အထက်ခိုးများနံရံများနှင့်မြေအောက်ခံများတွင်ထည့်လေ့ရှိသည်အဓိကအမျိုးအစားများမှာ fiber မှန်အမြုပ်သို့မဟုတ် cellulose ဖြစ်သည်တင်အိမ်တွင်မြေအောက်ခံစီပါကကြမ်းပြင်ပေါ်စီပလတ်စတစ်အလွှာတစ်ခုထားခြင်းသည်အဆိုဓာတ်ကိုထိန်းပေးပါသည်တင်ရဲ့ပိုက်တွေကိုမမိပါနဲ့။ဆောင်းရာသီတွင်တင်ပိုက်များအေးခဲမသွားစေရန်ဂရုပြုရပါမည်။တင်အပူချိန်ကို55ဒီဂရီအောက်မရောက်သွားပါစေနဲ့။ပိုက်များအေးခဲနေမည်ကိုစိုးရိမ်ပါကတင်အိမ်ရှင်သို့မဟုတ်ကန်ထရိုက်တာနှင့်ဆွေးနွေးပါ။ရေချိုးခန်းတိုင်းတွင်အပြင်ဘက်သို့အဖွင့်အပိတ်လုံနိုင်သောဘရင်ပေါက်သို့မဟုတ်မျက်နှာချက်ပေါ်စီလေဝင်လေထွက်ပန်ကာသို့မဟုတ်နရံအပြင်သို့ထွက်သောလေဝင်လေထွက်ကောင်းသောအပေါက်တွေတစ်ခုစီတင်သည်ရေချိုးခန်းဤရေရွယ်ချက်မှာလေဝင်လေထွက်ကောင်းစေရန်နှင့်အဆိုဓာတ်တိဆောက်ခြင်းကိုကာကွယ်ရန်ဖြစ်သည်ဘရင်ပေါက်ကိုအဖွင့်အပိတ်လုံနိုင်ပြီးပန်ကာအလုပ်လုပ်ဖို့အရေးကြီးပါတယ်ဘရင်ပေါက်ကိုအဖွင့်အပိတ်မလုပ်ပါကသို့မဟုတ်ပန်ကာအလုပ်မလုပ်ပါကအဆိုဓာတ်တက်လာနိုင်သည်အဆိုဓာတ်များလွန်းရင်ရေချိုးခန်းအတွင်းပိုင်းကိုပျက်စီးစေနိုင်ပါတယ် insulation ကာကွယ်မှုပစ္စည်းများလည်းပါဝင်ပါမည်အကောင်းဆုံးရက်လက်များအတွက်နေအိမ်များကိုရာသီဥတုအခြေအနေအလိုက်ပြုလုပ်ပေးသည့်အထူးပြုကန်ထရိုက်တာနှင့်လှုပ်ဆောင်ပါ၎င်းတို့သည်တင်းအိမ်ကိုယိုစိမ့်မှုမှအလုံးပိတ်ပေးနိုင်ပြီးတင်းအိမ်ကိုအပြည့်အဝအကာအကွယ်ပေးနိုင်သည် insulation ကာကွယ်မှုပစ္စည်းများနှင့်ယိုစိမ့်မှုအလုံးပိတ်ခြင်းများကိုပြုပြင်ခြင်းသည်ကြီးမားသောခြားနားမှုကိုဖြစ်စေသည်ကိုတတိယပါပိုတိတ်ဆိတ်နေခြင်းကြမ်းပြင်တွေကပိုပူလာခြင်းအပူချိန်ကပိုပြီးတတမတ်တဲ့ခံစားရပြီးတင်းငွေတောက်ခံလွာတွေရော့ချလာတင်သည်ပြည်내အများပြားသည့်ရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းအတွက်ကုန်ကျစရိတ်ကိုကူညီရန်အစီအစဉ်များနှင့်ငွေကြေးများကိုပေးဆောင်ကြသည်ပြီးတော့အချို့သော project များသည်တင်းဝင်ငွေပေါ်မူတည်၍အခမဲ့ပင်ဖြစ်နိုင်သည်၎င်းတွင် weatherization assistant program ရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းအထောက်အကူ program WAP ပါဝင်သည်ဘာမောက်တွင်တင်သည်ပြည်내ဤရာသီဥတုအခြေအနေလိုက်ပြုလုပ်ခြင်း program ကိုစစ်တုံညနှင့်နေ့လေးတဲ့3943တို့ဆက်သွယ်နိုင်သည်သို့မဟုတ်တင်ဤဒေတာခံရာသီဥတုအခြေအနေလိုက်ပြုလုပ်သည့် agency ကိုစာဖွေရန်၎င်းတို့ဤ website သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်Burlington Vermont တွင်အိမ်ပိုင်ရှင်များသည်သူတို့၏အိမ်အတွင်းယိုစိမ့်မှုအရန်လွန်ပါက၎င်းတို့၏အိမ်များကိုရာသီဥတုအခြေအနေအလိုက်ပြုလုပ်မှုလိုအပ်သည့်ဥပဒေရှိသည်ထိုဥပဒေအကြောင်းဤ website တွင်ပိုမိုလေ့လာပါသင်အိမ်ဒီဥပဒေကိုလိုက်နာလားဆိုတာကိုသင်သိချင်ပါသလားကြည့်ရှုရန်ဤ website စီ Burlington ၏အိမ်ပိုင်ဆိုင်မှု database ကိုစစ်ဆေးပါ
Burlington တွင်နေထိုင်သူများသည့် Vermont Gas Systems စစ်တုံညာနှင့်16345တို့ဆက်သွယ်နိုင်ပြီး Burlington Electric Department တို့စစ်တုံညာနှင့်165-0339ကိုဆက်သွယ်နိုင်သည်အခြားသူများအားလုံးသည်ဤအကြောင်းသို့မဟုတ်သင်အိမ်အကြောင်းနောက်ထပ်ရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းသို့မဟုတ်စွမ်းအင်ထိရောက်မှုဆိုင်ရာမေးခွန်းများအကြောင်းသင်ပိုမိုသိရှိလိုပါက Efficiency Vermont 663-993သို့ဆက်သွယ်နိုင်ပါသည်ပိုမိုလေ့လာရန် link များကိုဝင်ကြည့်ပါသို့မဟုတ် QR ခုတ်များကို scan ဖတ်ပြီးသင်အိမ်ကိုရာသီဥတုအခြေအနေအလိုက်ပြုလုပ်ခြင်းကိုစတင်ပါတက်တာနေပါငွေကုန်တက်တာခြင်းဖြင့်တစ်နှစ်ပတ်လုံးသင်ဤနေရာကိုပျော်ရွှင်စွာခံစားလိုက်ပါ